Salut, Salut, je suis Ya. je suis Ta. Vous êtes à la Vous êtes chaîne à la chaîne Yata Yata Ditu. Ditu. Hey, ကမနေကောင်းလားမတွေ့တာကြာပြီနော်ငါတို့စကားမပြောပြတာတော်တော်လေးကြာသွားပြီဟုတ်တယ်နင်ရောနေကောင်းလားငါအဆင်ပြေပါတယ်ဒါပေမဲ့ရာသီဥတုကတော့အရန်ပူနေတာအေးဟုတ်တယ်အမလီပူတာကတော့မပြောပါနဲ့တော့အခုခေတ်နွေအခုအရင်တော့ကတော့နွေရာသီမှာဆောင်းဒီပြင်သစ်ကနွေရာသီကပူတာတော့သိရဒါပေမဲ့ဒီနွေရာသီကတော့လုံးဝအမခံပဲ ဟုတ်တယ်အရင်တော့ဆိုလို့ရှိရင်အရင်တော့ဆိုရင်အခုလိုကန်ဒီကျူးလို့ပြောတာပေါ့နော်အပူလိုင်းဖြတ်တယ်အပူလိုင်းဖြတ်တယ်ဆိုရင်32 33လောက်ကိုအပူလိုင်းဖြတ်တယ်လို့ပြောတာအခုက38 39 40အထိရောက်တယ်တော့ အေးဟုတ်တယ်လုံးဝနော်တခါမှပြင်သစ်မှာမပူဘူးတဲ့အပူမျိုးကိုပူတာနော်ဟုတ်တယ်အဲ့ဒါအခုအိမ်မှာဆိုလို့ရှိရင်ဒီကိုရောက်ရောက်ချင်းဝယ်ထားတဲ့ဟွာလေးတစ်ခုပဲရှိတာပန်ကာလေးတစ်ခုပဲရှိတာပေါ့အဲ့ဒါနဲ့တအားပူတယ်ပန်ကာကလည်းအဲ့လိုဝီးဝီးအတန်နေအရန်များတော့လေအဲကူလာလေးသွားဝယ်တာလုံးဝဘယ်ဆိုင်မှာမှအဲကူလာ stock မရှိရောအေးလေဟုတ်တယ်လေပြင်သစ်မှာကအဲ့လိုမျိုးအရင်ပြင်သစ်ရဲ့ကာချာကိုကအဲ့လိုမျိုးအဲကွန်ထားတဲ့ကာချာမဟုတ်ဘူးငါတို့မြန်မာပြည်တို့ဘန်ကောက်တို့တခြားနိုင်ငံတွေဆိုလို့ရှိရင်အဲကွန်ကနေရာတိုင်းမှာနေရာနေနီးပါးမှာရှိရလေဒါပေမဲ့ပြင်သစ်ကကြတော့ဗာလေအဲကွန်ထားတဲ့နိုင်ငံမဟုတ်ဟုတ်ဘူးဆိုတော့ဟုတ်တယ်အဲကွန်လည်းမတက်ကြဘူးအဲကွန်လည်းမရှိဘူးလိုမမလိုတာလေနော်ပုံမှန်ဆိုလို့ရှိရင်အခုอืมကျတော့လေအဲကူလာတော့မရှိရောအဲ့လိုအသေးအတန်ပြေးဝယ်ကြဟိုတရက်ကအဲ့လိုဟိုကအဲ့ပြင်သစ်ရှမ်းတစ်ခုကတင်ထားchannel တစ်ခုကတင်ထားတဲ့ဗီဒီယိုတစ်ခုကြည့်လိုက်ရတာအဲ့လိုအဲကူလာကိုအသေးအတန်ပြေးဝယ်ကြတယောက်နဲ့တယောက်ရန်နေတောင်ဖြစ်တယ်အဲဟုတ်လားအဲ့လောက်တောင်မလား ဟုတ်တယ်အဲ့လောက်တောင်အေးပေါ့လေ အ stock ခုတွေကလည်းဘယ်တော့ဟိုရင်ရှိပါမလဲပုံမှန်ဆိုရင်တစ်နှစ်မှာ3လလောက်ပဲပူတာဆိုတော့လေအခုဟာကအခုတစ်နှစ်မှာ3လပါအဲ့3လလောက်မှာပဲပုံမှန်ဆိုလို့ရှိရင်တကယ်ဆိုပြည်သစ်တွေ chill လုပ်လို့ရအောင် relax လုပ်လို့ရတဲ့အချိန်အနေနဲ့ရှိတာလေအခုကကြာလုံးဝ suffer ပူဒဏ်ဟုတ်တယ်ခံစားနေအရန်ပူဒဏ်ခံစားနေရတာ อืมဟုတ်တယ်အဲကွန်းနေလဲနော်အခုလိုမျိုးဖြစ်တော့ဘယ်ဘယ်ရောင်းလို့လောက်ပါမလဲဟုတ်တယ်အဲကူလာတွေလည်းရောင်းလို့မလောက်ဘူးပန်ကာတော့ရှိရဲဒါပေမဲ့ပန်ကာတော့မလိုချင်ဘူးလေအကုန်လုံးအဲကူလာတွေပြေးဝယ်ကြတာဆိုတော့ကိုရီးယားနောက်ကျသွားပြီအဲကူလာမရှိဘူးอืมအေးပေါ့ဒါမဲ့လည်းအရင်တော့အကြာကြီးတော့ဝင်ဖြစ်မယ်လို့မထင်ပါဘူးအဲနောက်တော့ပြန်ပြီးတော့နည်းနည်းအပူသက်သာအောင်မယ်လို့မျှော်လင့်တာပဲလွန်ခဲ့တဲ့အပတ်ကတော့အပူလိုင်းဖြတ်သွားတယ်လေအခုဒီတစ်ပတ်မှာအပူလိုင်းနည်းနည်းပြန်ကျတယ်အဲ28 29 30လောက်ပဲသွားတယ်ဒါပေမဲ့ July ဒုတိယ second week အထိကိုသူတို့ပြန်ပြီးတော့အပူလိုင်းပြန်ဖြတ်မယ်လို့ announce လုပ်ထားတယ်อืมငါတို့တောင်ပိုင်းမှာတော့ဗာလဲကမ်းခြေနဲ့နီးတော့နည်းနည်းပါးပါးပင်လယ်တွေပါရှိတော့တော်သေးရဲ့နင်တို့စီမှာရောငါတို့စီမှာပင်လယ်တော့မရှိဘူးဟိုဟာလေးတော့ရှိရပါဘော lake လေးရှိရယ် rivier လေးရှိရယ်အလုပ်ပိတ်တဲ့ရက်ဆိုလို့ရှိရင်အဲ့ဒီကိုသွားပြီးတော့မှနည်းနည်းအေးဒဏ်ခံရတာပေါ့ဒါပေမဲ့အရန်ရာသီဥတုအရန်ပူတော့ဘယ်မှမထွက်ချင်ဘူးအိမ်ထဲအေးပေါ့ကနေအပြင်ကိုထွက်လို့မရဘူးအေးပေါ့ပြီးတော့အဲ့လိုနေလောင်တာကလေရန်ကုန်မှာဆိုနေလောင်တာမသိခဲ့ရလားမရှိရလားမသိဘူးเนาะဒီမှာဆိုနေလောင်တာအရန်သိရချက်ချင်းထွက်ပြီးပြန်လာလိုက်တာနဲ့အဲ့လိုမျိုးလေဒီကုလုံးနီညိုရောင်ဖြစ်သွားတာလေอืมအေးဟုတ်တယ်ဗာလဲဒီမှာအေးပေါ့ဟိုဟာပြီးတော့နေပူတယ်ပြီးတော့လဲဆန်းခွင်လည်းများများလိမ့်နိုင်ပါလေအဲ့လိုမျိုးဆိုတော့အခုလိုချိန်ရ ဟုတ်တယ်อืมတော့ငါဟုတ်တို့နေရတယ်ဟုတ်တယ်နည်းနည်းတော်သေးတယ်နည်းနည်းပါးပါးလေဝင်လေထွက်ရှိတာတော့တချို့အဲ့လိုမျိုးဟိုဂျားထဲမှာအဲ့လိုဘာမှလည်းမရှိဘဲနဲ့ဟိုပိတ်နေတဲ့မျိုးတွေဆိုရင်ပိုอืมအောင်ဆိုးသေးတယ်အပူဒဏ်ပိုခံရတယ်နော်ဟုတ်တယ်อืมသွားပြီးတော့မှာတော့လေလည်းမတိုက်ဘူးဒီမှာရန်ကုန်သူများတွေကပြောကြတယ်လေသူများတွေဆိုတာဒီကလူတွေပေါ့သူတို့တွေကပြောကြတယ်ဟမ်အဲ့လိုပြောတော့နင်တို့နိုင်ငံကအရန်ပူတာဆိုဘာလို့ဒီကအပူရမခံနိုင်တာလဲဆိုတော့ငါတို့နိုင်ငံကပူတယ်ဆိုတာပူပေမဲ့ humid ဖြစ်တယ်လေอืมအဆိုတက်ရှိရယ်လေဒီမှာပူပေမဲ့အရန်ခြောက်သွေ့ရယ်ဟုတ်တယ်အဲ့တော့ပိုပြီးခံရတယ်ပူတာပြီးတော့ချင်းပူတာချင်းမတူဘူးဟုတ်တယ်อืมပြီးတော့ငါတို့နိုင်ငံမှာကိုရီးယားအဲကွန်းတဲ့နေရာလေအပြင်သွားရဲဆိုတာထီးလေးစောင်းပြီးသွားလို့ရတယ်လေဒီမှာသူတို့ကခြားအရာထီးရလည်းမစောင်းရဘူးဆိုတော့ဘလို့မှအဆင်ပြေမနေဘူးอืมဟုတ်တယ်နော်
ဟုတ်တယ်အဲ့လိုပဲငါလည်းအမေခံရတယ်ဟဲ့နင်တို့နိုင်ငံပူတယ်နော်ပူတာချင်းကတူမှမတူတာကြီးသူတို့စီမှာကမသိလို့ဂန္ဓာအရတယ်မှာပူတဲ့ပုံစံမျိုးအပူဆိုတော့လေရွှေမထွက်ပဲနဲ့ဟုတ်တယ်အဲ့လိုမျိုး၆ကြီးအဲ့လိုမျိုးထောက်ပူကြည့်ပူတာပြီးတော့တော့ငါတို့မြန်မာပြည်မှာကဘယ်သွားအဲကွန်ကရှိထားပြီးသားဆိုတော့ဒီမှာလို့ပန်ကာနဲ့နေအဲ့လိုမျိုးနေရတာမဟုတ်ဘူးဆိုတော့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကလည်းရှင်းပြဖို့ကလည်းခက်တယ်ဟုတ်တယ်ရှင်းပြရတယ်လူတိုင်းကိုလိုက်ပြီးရှင်းပြမေးရဲ့လူတိုင်းကိုလိုက်ပြီးရှင်းပြရတယ်อืมဟုတ်ငါတို့နိုင်ငံပါဟုတ်ပါမှာပူတယ်ဆိုတာပူတယ်ဒါပေမဲ့အဆိုတက်ရှိတယ်ပြီးရင်ငါတို့ကအိမ်ထဲမှာအလုပ်မှာဘယ်နေရာသွားဘယ် restaurant သွားဘယ်နေရာသွားတော်တော်များများ90%လောက်က aircon နေရှိကြတယ်ဟုတ်တယ် ဒီမှာလိုမှမဟုတ်တာဒီမှာအခုကျမှအရန်ပူတော့မှပြေးဝင်နေကြတာဆိုတော့ဟုတ်တယ်อืมအေးအဲ့ဒါဆိုလို့ရှိရင်ကျမကြီးကူးဆိုင်အောင်နော်ဟဲ့အေးအခုလိုပူတဲ့အချိန်မှာများသောအားဖြင့်တော့ဗီတာမင်စီအိမ်ကမိသားစုကတော့ပြောတယ်ဟိုဗာလဲအဲ့ဒါဗာဓာတ်ဆားပေါ့ဓာတ်ဆားဆိုတော့ဗီတာမင်စီပေါ့ဗီတာမင်စီတောက်ဆိုဟုတ်တယ်ဗီတာမင်စီတောက်ရမယ်ဘာလို့လဲဆိုတော့အရန်ပူတော့လေအားရင်အရန်ချိုးတဲ့တယ်လို့ခံစားရတယ်อืมဟုတ်တယ်ရေလဲများများတောက်အထူးသဖြင့်ငါတို့စီမှာရေခဲတွေတောက်ကြတော့မြန်မာပြည်မှာရေခဲတောက်ကြတာများတယ်ဒါပေမဲ့ရေခဲတွေတောက်ရင်ပိုဆိုးမယ်ထင်တယ်ဟုတ်တယ်ဒီမှာတော့ရေခဲရေအပူကနေလာပြီးရေခဲရေကမတောက်သင့်ဘူးอืมဟုတ်တယ်အဲ့ဒါဆိုလို့ရှိရင်ကျမကြီးကူးဆိုင်အောင်နောက်လေတခါငါတို့ရဲ့ဟိုပါ talk show လေးကိုမကြဗီဒီယိုလေးလုပ်မယ်လေ အေးလင်းမကြတင်ဆက်မယ်တစ်ပတ်တစ်ခါလောက်တင်နိုင်အောင်ကြိုးစားကြမယ်လေဟုတ်ပြီကြားထဲမှာလည်းအများကြီးပြတ်သွားတာဆိုတော့အဲငါတို့ပြောမယ့်အကြောင်းအရာလေးတွေကိုမှလည်းနားထောင်ခြင်းနဲ့လူတွေအတွက်ပို့ပြီးတော့ up to date ဖြစ်အောင်လုပ်နိုင်အောင်ကြိုးစားရမယ်ဟုတ်တယ်ကြားထဲမှာလည်းကိစ္စတွေကအများကြီးဖြစ်သွားတာဆိုတော့အပြောင်းအလဲတွေအများကြီးရှိရဆိုတော့อืมအရင်ဟုတ်မတယ်တွေ့ဖြစ်ကြတော့ဘူးอืมနောက်ဆိုနောက်မှပဲအခုဆိုပုံမှန်အခြေအနေလေးဆိုတော့တစ်ပတ်တစ်ခါတင်ဆက်နိုင်အောင်ကြိုးစားကြမယ်ဂရီတော့ဟိုနားထောင်နေတဲ့သူတွေကိုဂရီတော့မပေးနိုင်သေးဘူးပေါ့နော်ဒါပေမဲ့အေးပေါ့တစ်ပတ်တစ်ခါအတက်နိုင်ဆုံးတင်နိုင်အောင်ကြိုးစားမယ်လေပြင်သစ်နဲ့ယူရိုပမှာဘာတွေဖြစ်ပျက်နေလဲနောက်ပြီးတော့နောက်တစ်ခါကြာလို့ရှရင်ပြင်သစ်နိုင်ငံရဲ့အဲ့လောပြောင်းသွားတဲ့အကြောင်းလေးတွေလည်းပြောရအောင်อืมအေးပြောမယ်လေဟုတ်တယ်အဲ့ဒီအကြောင်းတွေမပြောရအောင်ကြာပြီဟုတ်တယ်อืมလူအဲ့လိုနားထောင်နေတဲ့သူတွေပြင်သစ်ကိုလာခြင်းနဲ့ចောင်းသားတွေလာပြီး settle လုပ်ရှင်တဲ့သူတွေရှိလို့ရှိရင်လည်း up to date သိရတာပေါ့ဘာအေတွေဖြစ်နေးလဲဆိုတာဟုတ်တယ်ကြားထဲမှာเนาะအများကြီးပြောင်းလဲသွားတာเนาะငါတို့ရောက်တဲ့ချိန်ဟုတ်တယ်နဲ့ကူးနေဆိုရင်အများကြီးပြောင်းလဲသွားတယ်ဟုတ်တယ်အဲ့ဒီကိစ္စလေးတွေလည်းပြောကြအောင်နောက်တစ်ပတ်ကြာရင်อืมအဲ့ဒါဆိုရှင်ကျမကြီးလည်း view ဆိုင်အောင်เนาะငါတို့နောက်တစ်ပတ်ကြာလို့ရှင်တွေ့ကြမယ်ဟုတ်ကဲ့ပါကျမကြီး view site ပါအဲဆိုတက်တာနော်တက်တာciao à la ciao prochaine ciao à la prochaine